那跟比呢嘛，所以跟有系的 ，DKB 系的 ，PC 系的，比如是 BGS 系的，达到跟比呢也比呢那个会系的偏的不喏，你跟比呢那个会系的啊，把照那个呢来说的预约结果。就那个呢，个人呀，每年比如就那话苗栗呢，天天不喏，每年加比天天，话比如来说，各地uniform物他啦，各地那个呢，的，比如路路也谁生啦，比如路路拉当大的，单独你面目、人家目，路拉宽，大家有路线路那个呢，好不啦？ OK 喏，可以呢，那个啦，来多加个吧比较。那说是就那路啊，第二天多那个也当的，把照，我服务咖喱有 C， 那个卡加托比罗嘛。比那路来快没呀啦，我们小朋友不路就路你那里呀，看没路不嘛，偏点啦说啦，你那概念呢，偏比罗嘛，现在点呢路就那好多面呢不喏，里波嘛嘞，就那接着路微盘路呀嘞，就那好多，哒偏点哒偏点那有得呗，就那表啦不喏，咯，过那把照概念嘞，过那概念今预约这个巴嘞，过比如路到我现在有龙江木北京路那概念好不啦？啊，说是比如路到我现在有路到我现在有龙江街路那概念所以，အခု比如路到我现在龙江木提开来的啥个啥的，个跟比呢对嘛，哪要当年空手别看你啦，他们都对你啦呗，反正跟那个不爱亲亲啊，西龙牛上的不帮我们多人拿来说了，就那没劲的呗，反正现在啊，过夜那比呢对嘛，嘟你台呢，比呢对嘛，拉比了嘛。可是当年那边，然后把照，他们都不帮我们多人拿来不？然后所以，就那跟别人对嘛，系列那概念，那概念就预约这个巴嘞，有地方我也请预约这个巴嘞，个别身上都得没请要比路就那话都苗栗呢，就那历史家里啊，他们都拿康里面，拿卡里面不？那大面大的啊，就那面的呀里撇的路就那面的，那苦啊，就那别把没，跟别人嘛。那概念များ一些的，第那概念帮水木啊，系列说的是印度啊，不罗马年代呢，他们有没习惯喏？那概念咱的预约这么别大不？现在说的别来小的说的，都把嘛，都是多年了就能对呀的。印度来来帮我，美水来来帮我说的，da预约这么慢的，比这都 PC 出，然后 DKB 出，他没有。就能对你呀嘞，对呀，要么地呀，地比如路掏修的啦，比如路，他们都过来，啥个啥的帮米了嘛，不帮比少干的啦，拉出来哦，哒，地不要问错了，地不高米了就能苗栗的，地这个嘞就能对人安利西边嘛就能啊，现在那表的这个偏边嘛，在的安利我们说就能人山野嘞，啊，在的安利人山野嘞，说的都叫么，就能在的来路呀嘞，就能表达了，我们的压力别撇的不喏。ကျွန်တော်ခုနပြောပြတာကျွန်တော်တို့ကင်းလက်နက်ကင်တွေပေါင်းစည်းဖို့လိုပြီးနောက်တစ်ခုကကင်းအစိုးရအနေနဲ့ဒါကင်းလက်နက်ကင်တွေကိုချင်းရုပ်ကွန်မန်းစီးစင်းဖို့လိုပြီးပေါ့နော်စီးစင်းဖို့လိုပြီးပေါ့နော်အတွက်ကြောင့်မို့ကျွန်တော်တို့ဘာလို့တင်လဲဆိုတဲ့ပုံမှာကင်းလက်နက်ကင်ခေါင်းဆောင်တွေအနေနဲ့အဖြေရှာတင်ပြီးနောက်တစ်ခုကကျတော့ကင်းပြည်သူလူထုကိုပြန်ကြည့်ဖို့လိုပြီးပေါ့နော်ကင်းပြည်သူလူထုအတွက်ကာကွယ်တိုက်ခိုက်မှုလုပ်တယ်ငါတို့ပြည်နယ်လွတ်မြောက်ရေးငါတို့ပြည်နယ်တန်းလူညီမအခွင့်အရေးရရှိရေးလို့ကြုံဝါထားပေမဲ့လက်နက်ကိုင်အများစုကတော့ငါမိသားစုအရေးဒါငါမိသားစုအရေးငါပဝင်းချင်းအရေးအဲ့လောက်နဲ့ပဲပြီးဆုံးနေတာတွေကိုကျွန်တော်တွေ့နေရတယ်ပေါ့နော်ဒါအရင်နှစ်နာမှုရှိတယ်ပေါ့ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေမှာရှိတဲ့တော်လိုင်းရဲဘော်တွေဆိုလဲခေါင်းဆောင်တွေကဒါပြန်မကြည့်တာများတယ်ပေါ့ပြန်မကြည့်ဘူးပြီးနိုင်ငံရေးဘူးတုဒတွေသူတို့အုံနောက်ထဲမှာမရိုက်သွင်းပေးဘူးအဲ့တော့ကြောင့်မို့ရဲဘော်တွေစစ်သားလောက်ရချင်းရွေချက်တွေလည်းပျောက်တယ်ပေါ့နော်ပြောရည်ရွယ်ချက်တွေပျောက်တယ်အဲ့တော့ကျွန်တော်ပြောပြချင်တာကကင်းလက်နက်ကိုင်တွေပြန်လဲပေါင်းစည်းရေးအတွက်ဒါကင်းပြည်နယ်ကိုစားပြုတယ်ဆိုတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကကိုယ့်ရဲ့ဒီဖြစ်လာတဲ့1994ခုနှစ်နောက်ပိုင်း KNU DKB ခွဲလာပြီးတဲ့နောက်ဖြစ်ပျက်လာတဲ့ပြဿနာတွေအပေါ်မှာကျွန်တော်တို့ကသူ့အမုံကိုအမုံအာဃာတမထားဘဲနဲ့ယနေ့အချိန်မှာပြည်သူလူထုလိုလားတောင်းတတဲ့ပြည်သူလူထုမျှော်လင့်တဲ့ဒီ Federal Democracy နိုင်ငံစနစ်ကိုတွားဖို့အတွက်ပြည်သူလူထုရှေ့မှာမရက်တီတင်တယ်လို့ကျွန်တော်ထင်တယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကင်းပြည်သူလူထုတွေဘာတွေလိုအပ်နေလဲကင်းပြည်သူလူထုတွေကလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အောက်မှာဘယ်လောက်ထိအဖက်ဖက်ကိုကြောက်ပြီးတော့မှနှိမ့်ချစွာနေရလဲဆိုတာကို
ကျွန်တော်မျက်မြင်ကိုတွေ့ရတယ်ပေါ့နော်ရှင်းပြောရရင်ကင်ပြည်သူလူတွေက BGF လည်းကြောက်ရတယ် PC လည်းကြောက်ရတယ် KNU လည်းကြောက်ရတယ် DKB လည်းကြောက်ရတယ်အမှန်တကယ်ဆိုရင်ကိုယ့်ရဲ့တိုင်းရင်းသားလက်နက်ကိုင်ကိုချစ်နေရမှာဘာကြောင့်ကင်ပြည်သူလူထုကကင်တိုင်းသားလက်နက်ကိုင်ကိုပြန်ကြောက်နေရလဲဆိုရင်ရှင်းလေးပဲလေကာကွယ်ပေးမှုမလုပ်ဘူးလက်နက်ကိုင်ရဲ့ရည်ရွယ်ချက်ကဟိုအစပိုင်းမှာမှန်ခဲ့တော့လဲယနေ့အချိန်ခါမှာဘာကြောင့်ပြည်သူလူငါ့ကိုဘာကြောင့်ပြည်သူလူထုကြောက်ရလဲဆိုတာကိုဂုံမယူဘဲနဲ့ငါ့ကိုဘာကြောင့်ပြည်သူလူထုကြောက်နေတာလဲဆိုတာကိုခင်ဗျားတို့ပြန်စဉ်းစားဖို့အချိန်ရောက်ပြီဆိုတာကိုဒါကျွန်တော်ကင်းလက်နက်ကင်တချို့ကိုကျွန်တော်ဟိုပြောပြခြင်းတယ်ပေါ့နော်ပြန်သုံးသပ်ဖို့ကျွန်တော်ပြောပြခြင်းတယ်ပေါ့ကျွန်တော်ပြောတဲ့စကားတွေကစိတ်ဆိုးစရာတွေဖြစ်ခဲ့ရင်လည်းခင်ဗျားတို့စိတ်ဓာတ်ဆိုးလိုက်တော့ပေါ့နော်ကျွန်တော်ကတော့အဲ့လောက်ပဲတက်နိုင်တယ်နောက်တစ်ခုကကျတော့ကင်းလက်နက်ကင်အဖွဲ့အစည်းတွေပေါင်းစည်းရေးမှာကျွန်တော်ပြောပြခြင်းတာကင်းလက်နက်ကင်ပေါင်းစည်းရေးအခန်းကဏ္ဍမှာကျွန်တော်တို့ဘလို့သွားတင်လဲဆိုတဲ့အပေါ်ကျွန်တော်အမြင်လေးတစ်ခုပြောပြမယ်ဒီပေါ်ကတော့ကျွန်တော်ကလူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့အတွေးချော်ရင်လည်းကျွန်တော်နားလည်ပေးစေခြင်းတယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ခုကကင်းပြည်နယ်မှာကင်းအမျိုးအစိုးရရှိတယ်ဒါ DKB ရဲ့ KKO အစိုးရရှိတယ်ဒါ BGF ကတော့ပြောစရာမလိုတော့ဘူး BGF ကတော့သူ့ရဲ့အစိုးရကတော့စကားအုပ်စုဝင်နေဖြစ်တယ်ပေါ့အဲ့ဒီမှာ PC ရှိတယ် PC ဆိုတဲ့ဒါသူ့ရဲ့အစိုးရ KNU အစိုးရဖြစ်တယ်ပေါ့အဲ့ဒီမှာ KNU အစိုးရအောက်မှာဆိုရင် KNL ရှိမယ် KNU အစိုးရအောက်မှာဆို KNL ရှိမယ် PC ရှိမယ်ဒါလက်နက်ကိုင်အဓိကလက်နက်ကိုင်တွေဒါရှိမယ်ပေါ့ KKO အစိုးရအောက်မှာဆို DKB ရှိမယ်ပေါ့အဲ့မှာ BGS ဆိုလို့ရှိရင်တော့ဒါနေကြားဆောက်တက်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့လက်ရှိအစိုးရကတော့စကားဖြစ်တယ်ပေါ့နော်စစ်ကောင်စီဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ပြောပြတာကရင်ပြည်နယ်မှာလက်နက်ကင်တွေဒီလောက်ထိများတယ်ပေါ့အဲ့ဒီမှာ BGF တီလဲဒါ BGF ကိုကျွန်တော်လေ့လာကြည့်သလောက် BGF တီသူ့မှာစုဖွဲ့မှုအားကောင်းတယ်တရင်တစ်ဖွဲ့စုဖွဲ့မှုအားကောင်းတယ်ဒါတခြားလက်နက်ကင်အဖွဲ့အစည်းတွေအတွက်အမိန့်နာခံမှုအားကောင်းတယ်တခြားလက်နက်ကင်အဖွဲ့အစည်းတွေအတွက်သူကစီးစနစ်ကြလာမှုရှိတယ်ဒါပေမဲ့သူ့မှာလိုအပ်နေတာပြည်သူလူထုဘက်ကမရက်တည်တဲ့သဘောပဲရှိတယ်သူ့မှာလိုအပ်နေတဲ့ဟိုသူ့ရဲ့ယက်တီချက်ကတော့ဘယ်လိုပြောရမလဲပြည်သူလူထုရဲ့ဆန္ဒနဲ့ဆန့်ကျင်နေတယ်ပေါ့အဲ့ဒီမှာ KNU ဆိုရအောက်မှာလည်းဒီ KNU တွေရှိတယ်PC တွေရှိတယ်ဒီ KKO အောက်မှာဆို DKB တွေရှိတယ်အဲ့ဒီမှာကင်းလက်နက်ကင်နေတဲ့ပြဿနာကကျတော့ဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ဟိုဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ဒီ DKB တွေကလည်း KNU အောက်မှာမဝင်နိုင်ဘူး KNU အစိုးရအောက်မှာသူတို့မဝင်နိုင်ဘူးသူတို့မှာ KKO ရှိတယ်KNL အဖွဲ့ဒီ KNU ရဲ့စစ်တပ် KNL ကလည်းဒါ DKB တွေနဲ့ပေါင်းဖက်ဖို့ပြန်လည်ဖွဲ့စည်းဖို့ဆိုတာသူတို့မဖြစ်နိုင်ဘူးသူတို့မှာ1994ခုနှစ်နောက်ပိုင်းမှာပြဿနာတွေရှိခဲ့ပြီးတဲ့နောက်မှာသူတို့အစာမကြေတာတွေအများကြီးရှိတယ်အဲ့တော့ဒီ BGF ကလည်း KNU အစိုးရအောက်မှာပေါင်းနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့နေမြေချင်းတွေမှာကျွန်တော်တို့မျက်မြင်ကိုတွေ့ရင်ဆိုင်နေရတာတွေကျွန်တော်တို့သူတို့ခက်ခဲတွေကိုတွေ့တဲ့အခါမှာသူတို့ပေါင်းနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကင်းလက်နက်ကင်တွေပေါင်းဆက်ဖို့အတွက်ကင်းလက်နက်ကင်တွေပေါင်းဆက်ဖို့အတွက်ကျွန်တော်တို့ကဘုံသဘောတူညီချက်နဲ့ကင်းလက်နက်ကင်အဖွဲ့အသစ်တစ်ခုပေါ်ပေါက်ဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ KNU ပါဝင်တဲ့ဒီKNLA ပါဝင်တဲ့ DKBA ပါဝင်တဲ့ BGF ပါဝင်တဲ့ကင်းလက်နက်ကင်တစ်ခုပေါ်ပေါက်တင်တယ်လို့ကျွန်တော်မြင်တယ်။နောက်တစ်ခုကကျတော့ KKO အစိုးရမဟုတ်တဲ့ KNU အစိုးရမဟုတ်တဲ့စကားစားအောက်ကိုလက်ခံတဲ့ BGF အစိုးရမဟုတ်တဲ့ကင်းအစိုးရတစ်တရက်အားလုံးပါဝင်ပြီးတော့သဘောတူညီမှုနဲ့ဥမာစောဘဦးမူဝါဒနဲ့သွားတဲ့အစိုးရတစ်တရက်ပေါ်ပေါက်ပြီးတော့အဲ့ဒီအစိုးရတစ်တရက်မှာအားလုံးကင်းလူထုရဲ့မျက်နှာကိုကြည့်ပြီးတော့ပူပေါင်းပါဝင်တိုက်ခိုက်ဖို့ကင်းလူထုရဲ့မျက်နှာကိုကြည့်ပြီးတော့ကင်းအစိုးရတစ်တရက်ပေါ်ပေါက်ဖို့ကျွန်တော်ကတော့အဲ့လိုမျိုးဆိုရင်ကင်းတွေစီးလုံးမှုလည်းမြန်မယ်ညီညွတ်မှုလည်းမြန်မယ်ကျွန်တော်ကတော့အဲ့လိုမြင်တယ်ပေါ့ကင်းအစိုးရတစ်တရက်မှာကင်းမျိုးအောက်မှာဆိုရင်လည်းသူတို့ရဲ့ဒီရင်ထဲကဒုက္ခခံစားချက်တွေရှိတဲ့ DKB ကဘလို့မှပေါင်းနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အပြင်လည်း BGF ကလည်းပေါင်းနိုင်မှာမဟုတ်သလိုတခြားအဖွဲ့အစည်းတွေကလည်းပေါင်းနိုင်မှာမဟုတ်အဲ့တော့ KKO အောက်မှာ KNU တွေ PC တွေ BGF တွေကလည်းဝင်နိုင်မှာမဟုတ်အဲ့တော့အားလုံးပူးပေါင်းပါဝင်နိုင်တဲ့အားလုံးပြန်လည်ဖွဲ့စည်းနိုင်တဲ့ကင်းအစိုးရတစ်တရက်ပေါ်ပေါက်တင်တယ်လို့အားလုံးပေါင်းစည်းတဲ့ကင်းလက်နက်ကိုင်တစ်တရက်လည်းပေါ်ပေါက်တင်တယ်ပေါ့နော်အဲ့ဒီပေါ်ပေါက်ပြီးတဲ့အခါမှာအဲ့ဒီကင်းအစိုးရတစ်တရက်ကငါတို့ကိုငြိမ်းချမ်းမှုပေးနိုင်တာဘာတူလဲငါတို့ကိုလွတ်လပ်ခွင့်ပေးနိုင်တာဘာတူလဲဆိုတော့ပြန်တွေးရမယ်အဲ့တော့ငါတို့လွတ်လပ်ခွင့်ပေးနိုင်တာငါတို့ပဲဖြစ်တယ်ငါတို့ငြိမ်းချမ်းမှုပေးနိုင်တာငါတို့ပဲဖြစ်တဲ့အတွက်ကြောင့်မို့ငါတို့ပြည်နယ်ကိုငါတို့ကာကွယ်ဆော့ရှော့ရမယ်ဆိုတဲ့စိတ်တွေနဲ့ကင်းလက်နက်ကိုင်တွေကအားလုံးပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးရေစီးချောင်းနဲ့အတူနော်ຫນွေဦးတော်လန်ရေးဒါຫນွေဦးတော်လန်ရေးရဲ့စီးရေးနိုင်ငံရေးရေစီးချောင်းနဲ့အတူပေါင်းဆက်တိုက်ခိုက်ပြီးတဲ့အခါမှာဒါအချုပ်ချာအာဏာကိုပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ရက်တည်တဲ့ကင်းပြည်နယ်တစ်ခုဖြစ်ပေါ်ဖို့ကျွန်တော်ကတော့နှိုးဆော်တိုက်တွန်းခြင်းတယ်ပေါ့နော်အဲ့ဒီလိုမျိုးအစိုးရတစ်တရက်
ပေါ်ပေါက်ပြီးမှသာလျင်ဒါ Federal ချက်တာလမ်းစဉ်ကိုဘလို့သွားမလဲဆိုပြီးတော့မှ UNG နဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါကျရင်ပို့ပြီးတော့မှလင်းလင်းမြန်မြန်ရှေ့ရောက်မယ်လို့ကျွန်တော်ကတော့ဒီကင်းနိုင်ငံရဲ့အခင်းချင်းကိုအဲ့လိုမျိုးမြင်တယ်ပေါ့ဒါကတော့ကျွန်တော်ကတော့တဲ့ရောက်လူငယ်တယောက်အနေနဲ့မြင်တာပဲဖြစ်တယ်နိုင်ငံရေးမှာဘာတွေခြေရှုပ်တယ်ဘာတွေဘလူကြီးကတော့ဘာမကောင်းလဲကောင်းတယ်လေကျွန်တော်မသိဘူးကျွန်တော်တို့ကလူငယ်ဖြစ်တယ်လူငယ်ဖြစ်တဲ့အတွက်ကြောင့်မို့လူငယ်အတွေးပဲတွေးတယ်အာကာဒတွေဘာတွေမင်းတို့ခံရတာမဟုတ်ပါဘူးကွာအခုမှပါဆိုတဲ့စကားတွေကိုတော့ကျွန်တော်တို့မပြောစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ဒီအဖွဲ့ပါကင်းနေအများကြီးရှိတယ်ကျွန်တော်အခုလိုစကားပြောနေတဲ့အချိန်မှာကျွန်တော်ဘေးနားမှာထိုင်နေတဲ့ EAO တွေတော့အများကြီးရှိတယ်အဲ့ဒီရှေ့မှာကျွန်တော်ဒီစကားတွေကိုပြောဖို့အတွက်သူတို့ ਨੇ ခဏပြောပြတဲ့အခါမှာသူတို့ကအဲ့လိုစကားတွေကဒါဖြစ်တဲ့နယ်ဆိုတော့ကင်းလက်နက်ကင်လူငယ်တွေရဲ့ရည်ရွယ်ချက်ဆန္ဒလည်းရှိနေတယ်ပြီးရင်ကျွန်တော်ရွာသားတွေနဲ့ကျွန်တော်ရောက်ရှိတဲ့ဒေသမှာရှိတဲ့ရွာသားတွေနဲ့ကျွန်တော်ပြောပြတယ်ဒီကင်းလက်နက်ကန်အကြီးပဲမဟုတ်တဲ့ကင်းလက်နက်ကန်အငယ်ပိုင်းလူငယ်တွေနဲ့ပြောပြတဲ့အခါတွေမှာလည်းသူတို့ကိုယ်တိုင်ဒီရည်မှန်းချက်ဒီရည်ရွယ်ချက်ကိုလိုလားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ပြောပြချင်တာကကျွန်တော်အကြံဉာဏ်ပေးချင်တာကကင်းနေပေါင်းစည်းဖို့အတွက်ကင်းလက်နက်ကန်အသစ်တစ်ခုနော်အားလုံးပါဝင်တဲ့အသစ်တစ်ခုဖော်ဆောင်မယ်ဆိုရင်ပိုကောင်းနိုင်တယ်ပြီးလို့ရှိရင်ကင်းအစိုးရတစ်ပေါ်ပေါက်ပြီးတဲ့အခါမှာကျွန်တော်တို့သွားကျင်တဲ့ Federal Charter လမ်းစဉ်နဲ့အညီသွားဖို့ပို့ပြီးတော့မှထိုက်တန်တယ်လို့ကျွန်တော်မျှော်လင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ကင်းပြည်သူလူထုဒုက္ခကိုကင်းလက်နက်ကင်တွေပြန်ကြည့်ဖို့ကျွန်တော်အနူးညွတ်ကျွန်တော်မြစ်တာရက်ခံခြင်းတယ်။ကျွန်တော်ပြောပြမယ်ကျွန်တော်တိုက်ပွဲဖြစ်ရမှာကိုကျွန်တော်အရန်ကြောက်တယ်။ဘာဖြစ်လို့လဲကျွန်တော်တိုက်ပွဲမတိုက်ရဲလို့မဟုတ်ဘူး။တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာကင်းပြည်သူလူထုနေစရာမရှိတာတွေကိုအများနဲ့ပြန်တွေးပြီးတဲ့အခါမှာကျွန်တော်တိုက်ပွဲတော့တိုက်ရမှာကျွန်တော်လက်တွန့်လာတယ်။ဒါပေမဲ့အာနာရှင်စနစ်ကိုတော့ကျွန်တော်ကတိုက်အောင်ပါပဲ။အဲ့ဒီမှာကျွန်တော်တို့ဒီကင်းလက်နက်ကန်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ PDF တွေကချစ်ခင်ညီညွတ်မှုရှိဖို့တော့လိုတာပေါ့ဗျာကျွန်တော်ဘာကြောင့်ဒီလိုမျိုးစကားတွေပြောရတာလဲဆိုရင်ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ရှုလို့ကျွန်တော်ပြောရတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဘာပဲပြောဒီ public မှာစကားပြောတဲ့အခါလူသိများတယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီတာမန်ပြည်သူလူထုထက်လူတွေများပိုသိနိုင်မယ်ထင်လို့ဒီစကားကိုကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ပြောပြချင်တာကင်းလက်နက်ကိုင်တွေအားလုံးဒီကင်းပြည်သူလူထုကိုပြန်ကြည့်ဖို့လိုတယ်ကင်းပြည်သူလူထုရဲ့ဆန္ဒကိုအလေးထားဖို့လိုတယ်ကျွန်တော်အဲ့လိုပဲကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောပါမယ်ကျွန်တော်တို့တိုက်ပွဲဖြစ်တယ်ဖြစ်ပြီးတဲ့အခါမှာဒေသခံတွေကစစ်ရှောင်ရတယ်ဥပမာထိုင်းနယ်စပ်မှာရှိတဲ့ဒေသခံတွေကထိုင်းနယ်ကိုစစ်ရှောင်ရတယ်အဲ့ဒီမှာအခုချိန်မှာထိုင်းနဲ့စကားစားနဲ့ကအလင်းတင်နေတဲ့အချိန်ဖြစ်တဲ့ကြောင့်မို့ဒီနယ်စပ်တစ်ချောင်းမှာစစ်ရှောင်နေရတဲ့သူတွေကိုဒါထိုင်းအစိုးရတွေဒီထိုင်းလက်နက်ကန်တွေကပြန်မောင်းထုတ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာဗျာမြန်မာပြည်ကကျွန်တော်တို့ရဲ့ပြည်နယ်လေးဗျာကျွန်တော်တို့ရဲ့နိုင်ငံလေးဗျာကျွန်တော်တို့ရဲ့နိုင်ငံကိုမှကရင်တွေကဒီပြည်နယ်မှာနေတယ်မွန်နေရလည်းကရင်ပြည်နယ်မှာနေတယ်အဲ့တော့ကရင်ပြည်နယ်မှာနေထိုင်တဲ့လူတွေကကရင်ပြည်နယ်ကိုပိုင်နေတယ်ဗျာအဲ့တော့စစ်ပွဲတွေဖြစ်နေတဲ့ကရင်ပြည်နယ်ကနေသူတို့ထွက်ပြေးရတယ်ပြေးရတော့သူများနိုင်ငံမှာပြေးရတယ်ဟိုကသူများနိုင်ငံလေးဗျာသူများပြန်မောင်းထုတ်တာမမားဘူးလေဗျာအဲ့တော့သူများပြန်မောင်းထုတ်တယ်ကရင်ဖြစ်ပြီးကရင်ပြည်နယ်မှာနေလို့မရဘူးထွက်ပြေးနေရတယ်သူများနိုင်ငံကိုပြေးရတယ်သူများနိုင်ငံပြန်မောင်းထုတ်တယ်ဆိုဒီကရင်တွေကဘယ်မှာသွားနေတော့မလဲဒီကရင်တွေကကိုယ့်ကိုတက်သေးလိုက်ရမလားသူပြောတော့တဲ့အကောလောကသူကရင်ပြည်နယ်မှာလက်နက်ကိုက်တိုက်ပွဲဝင်နေချိန်မှာကရင်ဒီဖက်ကနေပြီးတော့နာလို့ပြောရဲဆိုတာကိုတော့မြင်နိုင်မှထင်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ပြောပြခြင်းကယူနီဖောင်းဝတ်ပြီးတနက်ကင်ပြီးတော့ငါပြည်သူလူထုတွေငါကာခွဲမယ်ဆိုတဲ့ကောင်တွေဘယ်ရောက်နေလဲကျွန်တော်ပြောချင်တာဘယ်ရောက်နေလဲခင်ဗျားတို့ရဲ့သွေးချင်းတွေပေါ်မှာခင်ဗျားတို့မကြည့်တော့ဘူးလားဒါလက်နက်ကင်တွေရဲ့အပြစ်ကိုလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်စကားစားရဲ့အပြစ်ဒီအပြစ်အလုံးစုံကစကားစားရှိရလာတာဒီအပြစ်လုံးစုံကစစ်အစိုးရရှိရလာတာအဲ့ဒီစစ်အစိုးရရှိရလာတယ်ဆိုတာကိုသိရသားနဲ့စစ်အစိုးရကိုဘာကြောင့်ပူးပေါင်းပြီးတော့တိုက်ခိုက်မတော်လန်ရတာလဲကျွန်တော်အဲ့လိုမျိုးညနေမှာအိတ်မပျော်တဲ့ညတွေအများကြီးပဲစစ်ပွဲတစ်ပွဲဖြစ်ပြီးတိုင်းစစ်ဆောင်တွေကိုကြည့်ပြီးအိတ်မပျော်တဲ့ညတွေကတပုံကြီးရှိတယ်ကျွန်တော်ပြောပြချင်တာအဲ့တော့ကျွန်တော်ရဲ့ညီနောင်ကျွန်တော်ရဲ့အကိုတွေကျွန်တော်ရဲ့အကိုလက်နက်ကင်တွေကျွန်တော်ရဲ့ဆရာလက်နက်ကင်တွေကကိုအခြေဆိုင်ရစစ်တွေသားရဲ့ကရင်ပြည်သူလူထုရဲ့မျက်နှာကိုတစ်ခါတော့ကြည့်ပါဦးလက်နက်ကင်ရချင်းရဲ့ရည်ရွယ်ချက်ကိုမမေ့ပါနဲ့အိုးတနက်ကင်ရချင်းရဲ့ရည်ရွယ်ချက်ကိုမမေ့ပါနဲ့အိုးအဲ့တော့ကျွန်တော်တို့ကရင်ပြည်သူလူထုအတွက်တစ်ခေါက်တော့ပြန်ကြည့်ပေးပါဦးလို့ကျွန်တော်ကတော့ဒါကရင်ပြည်သူလူထုကျွန်တော်နဲ့အနည်းဆုံးရှိတဲ့ကရင်ပြည်သူလူထုရဲ့ဆန္ဒတရက်ကိုကျွန်တော်ကင်းလက်နက်ကင်တွေကိုလေးလေးစားစားနဲ့တင်ပြရခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဘက်ဆွဲပြီးတော့မှငါအဖွဲကကောင်းတယ်သူ့အဖွဲကကောင်းတယ်ဆိုပြီးကျွန်တော်လာညင်းချင်တဲ့ကောင်တွေရှေ့မြေပြင်မှာလာညင်း
သိလားဟိုငါတို့ခွေကလှုပ်လာတာဘယ်လောက်ကြာပြီဘာညာအဲ့လိုဖင်ရခြင်းတဲ့ကောင်တွေရှိရင်မြေပြင်မှာလာခဲ့လို့နော် line နဲ့ကတော့ကျွန်တော်ပြောစရာဘာမှမရှိဘူးအဲ့လိုကောင်တွေလည်းကျွန်တော်တိတ်ထူးထူးခြားခြား view site နေတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးငါတို့ခွေကပဲထာဝရတရားရာခိုင်နှုန်းကောင်းတယ်လို့အတွေးခေါ်ရှိတဲ့ကောင်မျိုးတွေမြေပြင်မှာတစ်ခေါက်လောက်ကျွန်တော်နဲ့လာတွေ့ပါလားလို့အဲ့တော့ကျွန်တော်ပြောချင်တာကကင်းအဖွဲအစည်းတွေအနေနဲ့ကျွန်တော်တို့စီးလုံးဖို့ရောက်ပြီးအချိန်ရောက်ပြီးကျွန်တော်တို့ညီညွတ်ဖို့ရောက်ပြီးကျွန်တော်တို့ဖြစ်ခဲ့တဲ့အာဃာတတွေကိုကျွန်တော်တို့တစ်ခေါက်လောက်ဘုံရန်သူကိုတိုက်ခိုက်ပြီးတဲ့အချိန်ထိခဏလောက်မေ့ထားရအောင်လို့ကျွန်တော်နှိုးဆော်တိုက်တွန်းခြင်းပါတယ်နော်ဟိုပြီးရင်လည်းကင်းပြည်သူလူထုရဲ့ဆန္ဒနဲ့သူတို့ရဲ့လုံခြုံမှုသူတို့ဒီကိုယ့်ရဲ့လက်နက်ကန်ကိုကိုယ့်ရဲ့လက်နက်ကန်ကိုအားကိုးရတဲ့လူအဖြစ်ချစ်ခင်ရတဲ့လူအဖြစ်မြင်ရအောင်ကျွန်တော်တို့ခဏလောက်နေပေးကြဘယ်လိုပြောမလဲနေပေးကြရအောင်လို့ကျွန်တော်ကတော့နှိုးဆော်တိုက်တွန်းခြင်းတယ်ပေါ့ဗျာရှင်းပြောရရင်ကင်းလက်နက်ကန်လို့ပြောထားပြီးမှကင်းလက်နက်ကန်ကိုကင်းပြည်သူလူထုတွေပြန်ပြီးတော့မှဆဲနေတယ်ဆိုတာခင်ဗျားတို့တခါမှ Facebook မှာမမြင်ဘူးလား BGF လိုမျိုးအဖွဲ့အစည်းမျိုးတွေခင်ဗျားတို့တခါမှမမြင်ဘူးလားကိုပြည်သူလူထုကဆဲနေတယ်ငါတို့ဆဲနေတာဘာကြောက်လဲဆိုတော့ခင်ဗျားတို့တခါမှမတွေးဘူးလားအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီကိုသွားနေတဲ့လမ်းစဉ်ကမှန်လားပြည်သူလူထုနဲ့ဆန္ဒထပ်တူကြရဲ့လားဆိုတာကိုကျွန်တော်တို့တစ်ခေါက်လောက်တွေးပြီးတဲ့အခါမှာကျွန်တော်တို့ကင်းလက်နဲ့ကန်အနေကျွန်တော်တို့ပြန်လဲပေါင်းစည်းရအောင်ပြီးရင်ကင်းအစိုးရတစ်တည်းပေါ်ပေါက်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီတစည်းတဲ့တပေါင်းတဲ့တညီတဲ့တညွတ်တဲ့ပုံရန်သူစကားစကိုကျွန်တော်တို့တော်လန်ကြရအောင်လို့ကျွန်တော်ကတော့ဒါကင်းလက်နဲ့ကန်ဖွဲ့စည်းတွေကိုနှိုးဆော်တိုက်တွန်းတယ်ဒါကျွန်တော်ကင်းလက်နဲ့ကန်ခေါင်းဆောင်ပိုင်းတွေကိုကျွန်တော်တီးတလောက်ပြောတဲ့စကားဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီစကားကိုကျွန်တော်ပြောနေတာဟိုအတိတ်ပဲရှိလို့ကျွန်တော်ပြောနေတာ တကယ်ကိုစိတ်ပတ်လက်ပါနဲ့စိတ်ရင်းမှန်နဲ့ပြောနေတယ်ဆိုတာတွေးနိုင်ပါတယ်လူငယ်တွေရဲ့ဆန္ဒကင်းပြည်သူလူထုရဲ့ဆန္ဒကိုတစ်ခေါက်လောက်ပြန်ကြည့်ပေးဖို့ကျွန်တော်မျှော်လင့်နေပါတော့ကုတုမှန်လားမှန်တာပေါ့အကုန်လုံးကပေါင်းစည်းမှရမယ်လေရန်သူကတူပဲရှိတယ်အဲ့ရန်သူတူဝိုင်းပြီးတော့အကုန်လုံးဝိုင်းပြီးတော့တိုက်လိုက်ဘာမှမကြတော့အခုကလက်ကချီနဲ့တိုက်ပြီရန်သူကတူပဲရှိတော့တယ်ဒါပေမဲ့ပြည်သူလူထုရဲ့ရန်သူကတူထက်မကဘူးဖြစ်နေတယ်ကျွန်တော်တို့ပြပမယ်ဗျာကျွန်တော်တို့ဗျာလက်နက်ကန်ရခြင်းရည်ရွယ်ချက်တနက်ကန်ရခြင်းရည်ရွယ်ချက်ကိုမမေ့ပါနဲ့နော်ဒါ PC တွေ BGF တွေကျွန်တော်ပြောပြခြင်းတယ်ကိုကယူနီဖောင်းဝတ်ပြီးတော့တနက်ခါကြထိုးပြီးမျိုးပေါ်မှာဖင်ရနိုင်ုံလောက်နဲ့လွတ်လပ်ခွင့်ရပြီလို့ခင်ဗျားတို့မထင်နဲ့ခင်ဗျားတို့ကအိတ်ထဲကကြက်ကလေးငှက်ကလေးလေးပဲဆိုတာကိုသူများကကောင်းကောင်းသိတယ်အဲ့တော့ကျွန်တော်တို့ကလည်းဆရာကြီးလည်းမဟုတ်ပါဘူးဘာကောင်မှလည်းမဟုတ်ပါဘူးเนาะဟိုညီကိုမောင်တော်မစိတ်နဲ့ပြောပြတဲ့စေတနာပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ဟိုကင်းပြည်သူလူထုရဲ့မျက်နှာနဲ့ကင်းပြည်သူလူထုရဲ့ဆန္ဒကိုတစ်ခေါက်လောက်ပြန်ကြည့်ပြီးတော့ကျွန်တော်တို့အင်အားတရက်အနေနဲ့ပြန်လဲပေါင်းစည်းပြီးတဲ့အခါမှာဘုံရန်သူကိုတိုက်ခိုက်ကြဖို့ကျွန်တော်ဘက်ကနေပြီးတော့မှနှိုးဆော်တိုက်တွန်းခြင်းပါတယ်ပေါ့နော်ခုနကျွန်တော် concrete